ဒါကမြင်တဲ့တောင်တာပြဆွဲတောင်ပါအဲ့တောင်ကြီးသွားမှာBack mid scroll, I'ma get an arcane. Walking the wild, walking the wild. Long to me. Don't know why. Cosplay cowgirls and numberless jazz. We're feeling just fine and I'm running heads. Walking the wild, walking the wild. I don't know why. I don't mind the hustle and the tussle. I don't mind the grind. Đi ra à đi. Ê. Nó là một đó mà. Dạ. Có mộtဒီဘက်ကလမ်းတော်ရှိရပြီလားအဲ့ဒါဟိုတာတဲ့သူကအဲ့ဒီမှာသူကဒီဘက်တစ်ထက်ပါလားအဲ့ဒါတော့ ကျွန်တော်တို့ကြောက်ထက်ရနေပြီးတော့ကျွန်တော်တို့တိတ်မရောက်သေးတဲ့နေရာပေါ့နော်ကားဆဲတောင်ဘက်တော့ပြောရကြပါကြမယ်ဒီစတက်ကောင်ပေါ့နော်တော်များမရောက်ဘူးလို့တော့ပြောတယ်ဗျာအဲ့ဒီဆက်သွားကြအောင်ကျွန်တော်တို့ကတော့ကြောက်တဲ့အချိန်သွားလို့သွားနိုင်တော့လေးပေါ့โอเคသွားကြအားလုံးပဲမင်္ဂလာပါခင်ဗျာဒီ vlog လေးကတော့ကျွန်တော်တို့အဖွဲ့တွေကြိုက်ထီယိုကြောက်ထက်ကြီးဖျားကနေပြားဆွဲတောင်ဘက်ကိုခီးဆက်ခဲ့ကြတဲ့ vlog လေးပဲဖြစ်ပါတယ်ဒီ vlog လေးထဲမှာတော့ပြားဆွဲတောင်ကိုသွားတဲ့လမ်းခရီးအခြေအနေနဲ့ပြားဆွဲတောင်ရဲ့ရှုခင်းတွေဘယ်လောက်ထိတောင်လှပလဲဆိုတာကိုတွေ့မြင်နိုင်မဲ့ vlog လေးပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နဲ့အတူတူလူသူအရောက်ပေါက်နေပါလာတဲ့ပြားဆွဲတောင်ကိုလိုက်ပါလေ့လာကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအဲတောင်ဟောအခုမြင်ရတောင်ကြီးလားတထောင်ကျော်လားတော့အဲ့တိုင်တောင်ပါပါရက်လို့မရဘူးတဲ့ချင်းနေရှိရယ် ခုကကျွန်တော်တို့ကဒီကြောက်ထက်ကြီးရောက်သွားပြီနော်ကြောက်ထက်ကြီးကနေတခါရှေ့ဆက်ပြီးတော့ဟိုးဘက်ပြဆွဲတောင်ထိသွားမှာဒီပြဆွဲတောင်ကကြတော့ဒီကြိုက်ထီးကိုရောက်တဲ့လူမှန်သမျှဘယ်သူမှမရောက်ကြဘူးတရားမှလည်းတယောက်မရောက်ကြဘူးဘာကြောင့်လဲဆိုတော့သွားလာတဲ့လမ်းကလည်းအခုလိုပေါ့နော်အခုလိုမျိုးဆိုတော့အရန်ဟိုလူတွေကမစွန့်စားရဲကြဘူးနော်ဒီဘက်ထိကြတော့အဲ့တော့ကျွန်တော်တို့ကကြတော့ဒီနေ့ကဒီပြားဆွဲတောင်ကြီးရောက်အောင်သွားမယ်ပြားဆွဲတောင်သွားတဲ့လမ်းတစ်လျှောက်မှာလည်းဘယ်လိုတရားလှပတဲ့ရှုခင်းတွေရှိမလဲဆိုတာကိုကြုံတဲ့အတူလိုက်ပြီးကြည့်ကြပါဦးလို့ဖိတ်ခေါ်ပါတယ်နော်။ကြည့်ကြအောင်။တော်လှရရှိ
ဒါခုမြင်နေရအဲ့တောင်ပေါ့နော်ပြားဆွဲတောင်ဆိုတာမစီကြီးလေးလည်းရှိတယ်တော်ဝေးပါပြီချောရနော်မဟုတ်ချောတာအဲ့ဒါတွေကရတယ်ဟိုကအသီးလေးတွေနေမြင်ချောတာဒါကိုမြင်တဲ့တောင်ဒါပြားဆွဲတောင်ပါအဲ့တောင်ယူသွားမှာဒီတောင်ကျောတွေကိုဖြတ်ပြီးသွားမဆင်းရတဲ့လမ်းအဲ့လိုဆင်းရအဲ့ဒီဘက်ကလာနော်ဒီဘက်ကချောရယ်အေးဒီဘက်ကငါချော်ကြတယ်ငါစီးဖမ်းလာကြအောင်ဖမ်းတာဒီဘက်ချမ်းဆိုဖမ်းလို့ရတယ်လေအဲ့ဘက်မစင်ဘူးလို့ဒီဘက်လာလို့ရတယ်ဒီလမ်းနဲ့ကြည့်ကြလို့ခွေးလျားသီးပင်တွေတော့ကြိုင်ပြီးကိုလေရားနေဒီကကျန်းတယ်ကျန်းဒီလမ်းချောတယ်ဒီချောတော့ရိုက်တာမှမရဘူးဟေးဒီကပေါ်ပူကောင်းနေတုတ်ကလေးပိုင်းပေါ်မှာပေါ်ဆောက်သွားပြီရတော့ရအဲ့လိုပဲချောပါဘာနည်းဒီမကြသေးဟုတ်ပါအခုမှခုတ်သွားဒီကောင်တော့ဖြည်းဖြည်းနေတယ်ကမ္ဘာကလည်းတော့ဟိုဘက်ဆိုင်တယ်ချောက်ပြီးဒီမှာသူကရက်လိုက်လို့မရဘူးရက်လိုက်ချင်းနေရှိတယ်အချင်းတွေကောင်းတော့လည်းကြီးတယ်အဲကြောင့်မကြခင်ပြန်ဝေးရတယ်ဟုတ်တယ်နည်းလန့်လို့ဒီချုပ်တော်တဲ့ချင်းလည်းအဲ့လိုအကိုက်ခံတယ်တိတ်နေကောင်းဆိုတော့ငါဖျားယောဂတွေပါရဒီချင်းတွေကနေအစတာဆိုတော့နည်းနည်းတော့မချင်းကြီးရအဲ့လိုသွားနေအကြောင်းပေါ့ရက်လိုက်လို့ချင်းသူကဝင်ကိုက်တယ်မနက်ပြေးတယ်ဒီဘက်ပြေးရမှာနော်ဒီဘက်တော့မပြေးဘူးဒီဟမ်အေးဒီဘက်ပြေးရမှာလို့တို့တိုင်းဒီဘက်လို့ရပါလေတော့အာရလူမနီတူမနီအဲ့ပြားဆွဲတောင်ကြီးမှာပြားဆွဲတောင်ဆရာတော်ရဲ့တောရကြောင်ရှိတယ်ဘလောက်တောင်ကြည်ညိုဖို့ကောင်းတယ်လေနော်ဒီလိုတွားရလာရခက်ခဲတဲ့နေရာကြီးမှာလာပြီးတော့တောရဆောက်တည်သာသနာပြုတယ်နည်းနည်းနော်တတိမျိုးတွေတော့မဟုတ်ဒီကသာသနာပြုအာဇာနည်ဆရာတော်ကြီးဆိုတာဒီလိုမျိုးတွေရမ်းကြည်ညိုဖို့ကောင်းရောက်လို့ရှိရင်လည်းဆရာတော်ဝုထုငွေလေးပါကြိုက်အောင်ကြိုက်ထီးရုပ်ကိုဖျားဘူးလာကြတဲ့ဧည့်သည်တော်တော်များများဟာကြောက်ထက်ကြီးဖျားအထိသာလာရောက်လေပတ်ကြတဲ့လူတွေရှိကြပါတယ်ဒါပေမဲ့အခုကြောက်ထက်ကြီးကနေရှေ့ကိုဆက်ပြီးသွားရတယ်ပြားဆွဲတောင်ကိုတော့သွားရောက်နိုင်ကြတဲ့လူတော်တော်ကိုနေပါပါတယ်ပြားဆွဲတောင်ဟာတောအုပ်ကြီးကိုဖျက်ဆီးသွားရတဲ့အပြင်သွားတဲ့လမ်းကလည်းဝေးလမ်းကလည်းကျန်းတဲ့အတွက်တော်ယုံဖျားဘူးတွေသွားဖို့တွန်းဆုတ်တတ်ကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့အဖွဲ့တွေကလမ်းပြလုပ်သူကိုစိုးအောင်ရဲ့အကူအညီနဲ့ပြားဆွဲတောင်ကိုသွားရောက်ကြမှာပဲဖြစ်ပါတယ်
ဒါကြောင့်ကျွန်တော်တို့နဲ့အတူတူပြဆွဲတောင်ကိုလိုက်ခဲ့ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ လမ်းပြောက်သွားလား တောင်းပေးရမယ် ဟိုမှာကြည့်တော့လမ်းအဲ့လိုမျိုးရှင်းရှင်းလင်းလင်းမရှိဘူးခုတ်ပြီးတော့သွားတာရှိလားလမ်းတွေကပိတ် နော်ဝါးရရှိနော်အဲ့ခေါ်ရဲဘာလဲကောင်းချက်ကိုဆက်တယ်ဟုတ်ဟာရပြီတော့ရပြီဒီတော့ပြေးတော့လက်ဟုတ်ကဲ့လက်မလေးပါအောင်ရှိတယ် နှစ်ဖူးလောက်လိုက်သူ့ဝေါင်းတယ်ဒီငါနဲ့နိုင်တော့တာပြီးတော့အဲ့ရပါလေ ဘာကြမ်းလေးอ่ะ သူတောင်းမှုတက်ကြီးနေလို့လိုရလမ်းမှာလမ်းနေချောလို့တောင်းမွေးလို့တက်ကြီးရဲ့လူတွေပါကျွန်တော်တို့တော့မလို့တက်ကြီးရဲ့လူတွေတောင်းဟုတ်ပါဟိုကိုယူမှာဆို မင်းတို့ ဟာလားဩကျွန်တော်ဖြစ်သွားပြီလား ဒီပြောထားတာ ကျွန်တော်တော့ပါဟုတ်တယ်ကွာဝါးတယ်လားလမ်းသွားတာ အထိန်လေးပါပါ ထိန်းလေးပါဝါနော်ဒါပါမြင့်ချိုးဝါလားမသိဘူးကို ဟုတ်တယ်ကို ဒါမြင့်မှာတော့ဘယ်လောက်နဲ့လဲချိုးလိုက်တော့ဒီလိုမျိုးတွေတော့ဂိမ်းမှာချောင်းနေလို့တိုးပြီးသွားတာဟာ呀，我喝的，那。ဒါကြီးပုံမှန်ဖျားဖို့ပြီးတော့တွားလို့မလွယ်တော့ဘူးကြာလမ်းဟိုလိုကြီးရှိနေရမျိုးမဟုတ်လမ်းပြကိုကြီးသူမျိုးကြီးခေါ်သွားတာမျိုးကျန် ပြဆွဲတောင်ကိုသွားရတဲ့လမ်းဟာ ဒီစင်ပါ တော်ကြီးမြတ်မဲတွေကိုဖျက်ပြီးသွားရတာကြောင့်တချို့နေရာတွေမှာခြုံရွယ်တွေဝါးပိန်တွေကိုခုတ်ထွင်ရှင်းနေပြီးမှသွားရပါတယ်လူသွားလမ်းမြောင်လေးတွေရှိပေမဲ့လည်းတခါတလေလမ်းကွင်းလေးတွေကိုတွေ့ရတတ်တဲ့အတွက်လမ်းပြလို့သူမပါရင်လမ်းမားနိုင်တဲ့အခြေအနေမျိုးလည်းရှိနိုင်ပါတယ် တော့တော့ပြီးပါကျွန်တော်တို့တက်တယ် လမ်းရှင်းပြီးတော့ဟုတ်ကဲ့ဟုတ်ပါနဲ့လွတ်နေတာတော့ဖြစ်ပါ လမ်းကြောကြီးက
တိုင်းကိုကြည့်တော့ပေါ်မှာနေပြောက်တော့မထိုးကြောက်မှာ ကြားဆွဲတောင်ကိုသွားတယ်လမ်းအခြေအနေကတော့ရင်းတဲ့တိုင်ပဲခါရလို့ရှိရင်ခောက်ထွင်ပြီးတော့နော်သွားတယ်လမ်းကြောနဲ့ရှင်းတော့ဟောစဉ်းစားကြည့်တာဒီလိုနေရာမျိုးမှာဒီတို့ရဆောက်ပြီးရဲ့ဆရာတော်တွေဆိုစွန်းကုန်းကိုဘယ်လိုနေစီမံကြလဲသိတယ်နော်ကျွန်တော်အဲ့ဒါကိုအရင်သိချင်အကြောင်းပေါ်ရောက်လို့ရှိရင်တော့ဆရာတော်ကိုဆောက်ကြည့်ရမှာဒီလိုအဝေးရောနော်ဒါပဲဆိုတော့တကူတကလာတဲ့ဒီဆရာတော်တွေဘယ်လိုစီစဉ်ကြတယ်ဆိုတော့ကျွန်တော်လည်းတက်နိုင်တော့တူတိုင်းနေပါတော့ခုကတော့မရောက်သေးဘူးသွားလိုက်အောင်လမ်းကတော့အခုမြင်ရတာတကယ်တိုးကြီးညမဲတွေကနေဖြတ်လျှောက်သွားတယ်ပြန်လို့ဆိုတော့လိုက်ခဲ့ကြပါနှလုံးထိုးမိမယ်အဲ့လိုကြီးစမ်း ရိုက်ထားလား တိုက်ထားတော့ ပြောဟိုရောက်ရ အဲ့လိုပေါက်လေးတွေနဲ့မလီအော်ထိုကြီးကြည့်ကြံခဲ့ ဒီနေရာလေးမှာရေဆက်ရှိပြီဆိုအဲ့ဒါမကြခင်ရှိမှာစမ်းကြောင်းတစ်ခုရှိတယ်ဆိုရင်အတိတ်ဒါရှိမှာအတိုင်းစမ်းကြောင်းတွေ့ရတော့哇，太远了，大了吧？有点难动，到底哐哐冒了。那也是差不多了。မလုံးနိုင်ဘူးကပိုင်းထားတယ်။လူကြီးရဲ့မတွေ့နည်းနည်းကြီးရဲ့မစားအောင်လို့ကပိလို့ကြီးရဲ့မစားဘူး။ဟိုကြားခဲ့တော့ရောက်ရင်ဆရာတော်ကမှစွန့်ကြံကျွေးလိုက်တယ်။ဟာကိုစောကျွေးရမလား။ကြားခဲ့တော့ရောက်ရင်စွန့်ကြံတော့စားတယ်။ဟမ်။အဆရာတို့စွန့်ကြည့်ပါဘယ်လိုလုပ်လဲ။ဟုတ်လား။ တိုင်းနေတော့ကျွန်တော်တို့မသိအမေဆုံးတော့ရဲ့လမ်းလျှောက်နေရတယ်လို့ 哇哇，这样的哇，这样的哇，照起来，照都有。我谢意。အခုလိုမျိုးတောတောင်နေနေလို့အဲ့ဒီဆုံးကလာပြီးသွားလာရတဲ့ဆုံးကားကမျိုးတွေအတိုင်းချဘလို့တွေတိုက်နှစ်တက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel လေးကိုမပြတ်တမ်းကြည့်ကြရအောင်လို့ like and subscribe လေးတော့လုပ်ပေးကြပါနော်အဲ့တော့ရှေ့ဆောင်မှာကျွန်တော်တို့ကဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေအဲ့လူမသိကြုံမသိတော့နော်ဒီမျိုးကြောက်ပေါ်နေတဲ့တဘာဝအလှတရားတွေကြောနတ်တွေဆိုဆက်ပြီးတော့ကျွန်တော်ပြီးပြင်ကြအောင်ပါမို့လို့အားလုံးပဲကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါလို့တောင်းဆိုပါတယ်နော်။နောက်ပိုင်းတွေမှာကျွန်တော်တို့ဒီလိုမျိုးကြီးရန်တွေဆက်ပြီးကြွားကြတယ်။ဒီလူတွေရောက်ပေါက်နေတဲ့ဒီသာသနာပြုနေရာလေးတွေဆွေးရအကြောင်းလေးတွေ
ဆရာတော်တွေနဲ့သွားတွေ့ပြီးတော့ဒီကွယ်ကတ်လူသားတွေဒီတောင်တန်းဒေသကတ်ခဲတဲ့နေရာကလေးလေးတွေပညာရေးအတွက်တူတန်းပေးတာတွေအဲ့ဒါကျွန်တော်တို့ကအများနဲ့လုပ်နေမှာမို့လို့ကျွန်တော်တို့ရဲ့ကြီးစဉ်ကိုကျွန်တော်တို့ရဲ့အတီးတီးတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ channel လေးကို like and subscribe လုပ်ထားပေးကြပါလို့တောင်းဆိုပါတယ်ခင်ဗျာဒီလိုတောင်းဆိုခြင်းအပြင်လို့ပေါ့နော်ကျွန်တော်တို့က subscribe ပါရင်များအောင်လို့ like များအောင်ဆိုလို့ကျွန်တော်တို့ကအဲ့လိုမျိုးကြီးလောက်ကြံပြီးတော့ဒီကန်းနေတာလည်းမဟုတ်ပါဘူးဒါဟိုးအရင်ပြည့်နေကြတာပေါ့နော်ကျွန်တော်တို့ကဒါဒီကပုံမှန်ဒီကန်းနေကြလို့ပါအဲ့လိုပဲဆက်ပြီးတော့လိုက်ကြနေရာလေးတော့အများလှဒီနေတဲ့တိုင်မဟုတ်ဘူးပါအဲ့ဒီကျော်ရဲ့စမ်းကြောင်းလေးတွေ့ပြီ တော်တယ်လှည့်နေကြပြီဆိုတော့ရှင်နေရတည် ကြံရတာရတယ်ကိုလာပါမကြောက်နဲ့ကျွန်တော်လာခဲ့မယ်အားငယ်တဲ့မျက်လုံးကြီးနဲ့ကြည့်နေတယ်ဝါဟိုမှာရှိမှာစမ်းကြောင်းလေးလှတယ်ကိုကျိုးနေလားကိုကျိုးကြီးอ่ะအဲ့ရနော်ကျေးလိုက်ပါဘယ်လိုလဲဆက်သွားတော့အဲ့လိုပဲအကျဉ်းတရားတွေပြည့်တယ်ဆိုတော့ရှင်နေလေးခံစားချက်လေး ဒီနေရာတော့ရမ်းမိုက်ရယ်ဗျာတောကြီးကနတ်တောင်းနေပြောက်တောင်တိတ်နေပို့ဒါဒီ9ရောက်မှနေရ ကျောက်စပိန်နင်းတာလည်းငါတို့ဒီ Avenger Trade နဲ့ကျတော့ပါကွာလေခံစားချက် တစ်ခုနဲ့တစ်ခုတော့မတူဒါပေမဲ့ဒါလေးကိုပိုကြိုက်နေတယ်ကြဲမိုက်တယ်ကြည့်လိုက်တော့တယ်ဘူးမရှိဘူးလေကြဲမိုက်တယ်ဘူးမရှိရတဲ့သွားတာပုံမိုက် အဲ့တော့မင်းကငါရဲ့ Avenger Trade တွေကိုလိုက်ပြီးသွားပြီဆိုတော့ငါမင်းစပိန်စီးတာငါလိုက်ရအောင် ဒါဟုတ်တယ်တစ်ခေါက်တော့လိုက်တာအောင်မယ် စပိန်ဝယ်ရအောင်ပါအဲ့ဒါ စိတ်ဝင်အောင် 哦，这用了。对。ဟုတ်တယ်ဗျာသိနေနေနင်းလို့ရှိဘူး ဟိုအဲ့ဒါတော့ဒီကြောင့်မနိုင်ဘူးဒီတော့အလုံးကြီး ဟုတ်လား တော့စိတ်ရှိတယ် ဘယ်အစိတ်ကြီးမှာအဲ့မဲသားမှုဟိုချက်ခုကြီးကိုပြောနေဟုတ်ကဲ့တော့ပြောတယ် အဲ့တော့ဒါစားလို့ရတယ် မဲသားမှုမဲသားမှုစားလို့ရတယ် ရတယ်စားလို့ရတယ် စားလို့ရတယ် ဒီမှာချိန်နေမှာဒါချိန်လမ်းလေးကကြောင်တပားရဘေးကနေဆောက်ရတယ်အောက်မှာရှူရင်းကြည့် ကျွန်တော်တတိထားသွားပါတယ်ဒါရရှိုးကြီး
Let's go ဟာအဲ့ဒီအချိန်ကျွန်တော်အရင်ကြိုက်တာဟုတ်လားအဲ့ဒီကောင်ပိုးပင်ကိုဆန်းနေတယ်ဟုတ်တယ်ဟမ်ဆက်ကဘူးပင်ဟုတ်လားလာရတာနော်ဆန်အလှဆိုင်တော့ သူတို့ကျတော့ကွာဒွေးလေးလိုပါလို့ ဟုတ်လား ဟောင်းရော ဘာမှမပဲမီးနေတာ ကြီးတွေတိုင်းစားလို့ရတာဒီတော့ဒီဟာကြီးတွေတိုင်းစားလို့ရတာဆိုရတယ်လို့ပြောတာနောက်ပြည့်သက်တာနောက်ပါပြီ ကျွန်တော်အခုရေတန်းနေတော့ကြားနေရပြီရေတခွန်းတစ်ခုတော့ရောက်တော့မယ်ဒါပေမဲ့အစင်းနဲ့လမ်းတော့အဲ့လိုပဲဘေးဒီမှာဒီလိုရှိုးကြီးနေကြောက်ကြီးရှိပါတယ်တတိထားပြီးတော့သွားရတာပေါ့ဗျာတောက်ကြပါရှိရဘေးရဒီကျပုံမှန်မျိုးရှိတယ် ဟောတိတိလေးလဲလေ အဲ့ဒါပြောတယ်ဟိုမှာကြီးလဲတာနော် လဲတာဓာတိပြီးရောက်လဲ ဒီနေ့နေကြားနေရပြီ ရှေ့မှာရေတကုံတစ်ခုရှိတယ်လို့ပြောတယ် အဲ့ဒီရွက်တွေကင်လို့မရ အဆိုးရှိလား ဘူးကောင်းလာအဲ့ဒီလေရွက်ကနေသူ့ကို အေး ဒီကားချင်းရရနေကြတာ ဟုတ်ဒီရတော့အေးလဲပြီနေကြီးရှိတယ် တတိထားအေးလာအဲ့လိုပဲ ဒီကောင်အဒီ အေးဒီညရမ်းလာဟိုစမ်းချောင်းလေးရှိဒီအောက်စင်တော့ကရှည်တကုံဖြစ်သွားမယ်လေအမေလမ်းတော့လည်းကြမ်းကြောက်တုံးနေဒီစောက်တွေဆင်းရတာတခါကျလို့ရှိရင်တော့ချော်လဲတာချော်ကြတာတွေရှိတယ် ဒီလိုနဲ့တောထဲမှာတနားရီကျော်လောက်ရှောက်လာလိုက်တာလမ်းတစ်ဝက်ရောက်မှာရေတကုံငယ်လေးတစ်ခုကိုတွေ့ခဲ့ရပါတယ်မိုးရွာရတာဆိုတော့တောင်ကျရေတွေတဝဝစီးကျနေပြီးရေတကုံလေးမှာလည်းရေအကျများနေပါတော့တယ်ကျွန်တော်တို့လည်းရေတကုံနေရာမှာခြေလက်တွေဆေးကြရင်ခဏတစ်ဖြုတ်အနားယူခဲ့ကြပါတော့တယ်ခင်ဗျာ
လမ်းတော့ပိတ် တော့ကြားပဲ အဲ့တော့လိုက်ပြီတိုင်းကြီးသွားမှရမယ်မိုက်တယ်ဒီဖုန်းပြန်ပြီဒီနာဆွဲရမယ်ဒီနာကတော့နည်းနည်းလို့တော့မဖင်ဆုံးမယ်နော်အေးမကြည့်အိုးမိုက်တယ်ငိုတာဟူးမကြည့်နေထားအောင်ကြည့်အေး ကောင်းကောင်းစူးတယ်ဒီရဲ့တွေ့တယ်ရှိမှဇက်ရက်လေးတွေ့တယ် ရတာနဲ့တက်တယ် အပြည့်လုံးထည့်တာအပြည့်လုံးထည့်တာဒီမှာကိုယ်စားအောင်ပြီးပြီ အဲ့တော့ကိုက ဟိုကရောက်ခါနေပြီဒါဆိုဇက်ရက်လေးပေါ့နော်ဒီလမ်းမှာနားနေဖို့ဇက်ရက်လေးတစ်ဆောင် ပြီးတယ်လေငါတို့ဥစ္စာ အဲ့ဒါနားတယ် ဥစ္စာဒီကားမှာမရိုက်ငါ့ကိုခုနပြောထားတာဒါမတောင်းစားနဲ့လေ ဒီအထီကိုလမ်းလျှောက်လာတဲ့အချိန်က2 နာရီနီးပါတော့ကျွန်တော်တို့လျှောက်ယူပါတယ်ပေါ့။အဲမြင်တဲ့အတိုင်းပဲတိုးကြီးမြတ်မဲတဲ့လျှောက်ရတဲ့လမ်းဆိုတော့လေသိတော့ခရီးမတွေ့ဘူးပေါ့။တော့ရောက်ခါနေပါ ရဲဟောက်သားဒါပေမဲ့ဒီတော့ရှင်နေပြီ ကဲနာဖုံဖုံကြောင့်ခူးလာတဲ့နှင်းသီးလေးစားပြေစားလိုက်လာတာဘာမှအစားရမှာပါဘူးဒါပဲပါ ဟုတ်ရအောင်နော်ကြောင်းအောင်ပြီးလိုက် ငါယူတော့ပါကွာငါယူတော့ဒီအသီးကိုတွေးလိုက်လို့ငါပြောလို့ကျမရှိကတစ်လုံးပဲငါယူတာကျမအလုံးနဲ့အများကြီးငါ့ကိုပေးလိုက် ဟာ အငင်းဝက်ပင်တောထဲမှာ2 နာရီနီးပါးလောက်လမ်းလျှောက်လာခဲ့ကြပြီးနောက်ဆုံးမှာတော့ပြားဆွဲတောင်ကိုရောက်ခဲ့ကြပါပြီပြားဆွဲတောင်အဝင်လမ်းထိပ်ကကြောက်တုံးကြီးပေါ်မှာပြားဆွဲတောင်ရဲ့တေကြီးဖတ်တာဦးရဲ့အယိုးပြကူကိုလည်းတွေ့မြင်ခဲ့ရပါတယ်ပြားဆွဲတောင်ပေါ်မှာကြောက်တောင်စုံတွေပေါ်မှာရွှေရောင်စေတီတော်လေးတွေကိုကြီးညိုတက်ပယ်စွာနဲ့ဖူးတွေ့နေရပါတယ်တလန်းလုံးတောတွေတို့တောင်ကုန်းတွေတက်ပြီးပင်ပန်းလာကြတာဆိုတော့ပြားဆွဲတောင်ပေါ်ကတိုက်ခတ်လာတယ်လက်ဆက်တဲ့လေလုံးအေးအေးလေးနဲ့စိတ်ငြိမ်အေးချမ်းမှုတွေကိုတမြေးမြေးချင်းခံစားခဲ့ကြပါတော့တယ်
ကတော့ပြားဆွဲတောင်ပေါ်ကဘုန်းကြီးကျောင်းပဲဖြစ်ပါတယ်တောင်ထိပ်ပေါ်ကိုတက်လာလိုက်တဲ့အခါမှာတော့ကျွန်တော်တို့အားလုံးကိုရင်သက်ရှူမောစရာမြင်ကွင်းကစီးကြိုလို့နေပါတော့တယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့တွေပြားဆွဲတောင်ရောက်ခဲ့ပြီဒါတောင်ထိပ်မှာတဲထားတဲ့စီဒီလေးတွေဒီနေ့ကဗျာအရန်တာရတယ်တော်မှတော်တာရတာဒီတောင်စုံတွေမှာတဲထားတဲ့စီဒီပထိုးတွေနဲ့ဝေးကတောင်တိုင်းတွေလာပြီဟိုပြောပြလို့မရနိုင်အောင်လှတာစီဒီတွေကလည်းကြီးညိုဖို့ကောင်းတာပေါ့နော်ဒီတောင်ထိပ်ကြီးတွေမှာဝေးလံတီခေါင်တဲ့နေရာကြီးမှာဒီ view ကောင်းတဲ့နေရာကြီးမှာတည်ထားတာဆိုတော့အရန်လဲကြည်ညိုတက်ပယ်စရာကောင်းတယ်စေဒီပထိုးတွေကနောက်ဆုံးတော့ကျွန်တော်တို့တွေကြောက်ဆက်တောင်ပေါ်ရောက်လာပါပြီရတာSarana, Kisami, Damman Sarana, Kisami, Dangan Sarana, Kisami. Koloba, Kokweba, Chintama, Atopa, Hawaiian Lum, Yao Ya. Koloma, Kokweba, Chintama, Atopa, Hawaiian Lum, Yao Ya. Tonight may Boda go no. Loka ye lum. အဲ့ဒီနောက်ပြားဆွဲတောင်ဆရာတော်ကိုဝိထုငွေများကတ်လူပြီးဩဝါဒခံယူခဲ့ကြပါတယ်ဆရာတော်ရဲ့ဘွဲ့အမည်ကတော့ဥ
ကုတုပဝါဒလို့ခေါ်ပါတယ်အခုကျွန်တော်တို့ရောက်နေတဲ့ပြားဆွဲတောင်ကျောင်းတိုက်ဟာလေကြိုက်ထီယိုပရဝုံ area တွေကသာသနာနေမြေတစ်ခုဖြစ်တာကြောင့်ကြိုက်ထီယိုတောင်ပေါ်ကစုံကုန်းကိစ္စတွေပေါ်တဲ့အခါတောင်ပေါ်ထိကိုကြွရောက်ရလေးရှိတယ်လို့လည်းသိရှိခဲ့ရပါတယ်အလှရှင်များကလှူဝယ်ပစ္စည်းတွေလှူဒန်းတဲ့အခါပြားဆွဲတောင်အောက်ခြေမှာရှိတဲ့ကရင်ရွာလေးကတကာမတွေကကြိုက်ထီယိုဒါမှမဟုတ်ကင်မွန်းစခန်းထိသွားပြီးလှူဝယ်ပစ္စည်းတွေကိုတွားရောက်တည်ယူလောအားဌာနပြုပေးကြတယ်လို့လည်းသိရှိခဲ့ရပါတယ်ဒါကြောင့်အခုဒီ vlog လေးကိုကြည့်ရှုနေကြတဲ့သူတွေထဲမှာပြားဆွဲတောင်ဆရာတော်နဲ့ပြားဆွဲတောင်ကျောင်းတိုက်အတွက်ပစ္စည်း၄ပါးလှူဒန်းနေပါကဆရာတော်ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့39 445 990 93ကိုတိုက်ရိုက်ဆက်သွယ်လှူဒန်းနိုင်ပါတယ်ခင်ဗျာဒါကျွန်တော်တို့ဖွဲ့ရကိုကြီးအပေါ်ကတော့နေမကောင်းနေရသူပါဒါအပေါ်ကတော့နေမကောင်းဒီလာနာပြန်ယူစုနေရတာပါဝိုင်းလိုက်ခါတာပါအဲ့ဒီနောက်ဆရာတော်ကိုဝိထုငွေတွေဆက်ကပ်လှူဒန်းခဲ့ပြီးတဲ့နောက်မှာတော့ခဏတစ်ဖြုတ်အနားယူကြပြီးတောင်ပေါ်ကနေပြန်ဆင်းလာခဲ့ကြပါတော့တယ်ဘုဘရွာနေရလားမသိနော်ဘုရားမရောက်တော့တာရွာလေးငွေထွက်နေအခုဆိုရင်ကျွန်တော်တို့ဒီပြားဆွဲတောင်ကနေပြန်တော့မယ်ပေါ့နော်ဆရာတော်လည်းဖုံးပြီးသွားပြီဆရာလည်းဖုံးပြီးသွားပြီဒီဆရာတော်လည်းဒီပွဲဝိထုကိုပေါ့နော်ကျွန်တော်တက်နိုင်ကြတော့တက်တယ်ပြီးသွားပြီဆိုတော့အားလုံးပဲကျွန်တော်တို့ပြားဆွဲတောင်ကိုပြန်ကြပါတော့မယ်အဲဒီကျွန်တော်တို့ပြားဆွဲတောင်အားလုံးတိုက်ခဲ့ကြတယ်နော်တော့ပါလေရပ်ဖို့တော့拜拜。ငင်းဝက်ကြီးဘုရားတဘာဝနော်အဲ့ဒါငင်းကွက်လားငင်းကြီးလားငင်းကြီးလားတငင်းဝက်မဟုတ်ဘူးဒါကြီးကတငင်းဒါကတငင်းသီးပင်ပေါ့နော်တငင်းသီးပင်တငင်းဝက်တော့မဟုတ်ရိုးတငင်းသီးတော့ဒီမှာကြောက်ပါဒါမှလုံးဝအမှားခါငင်းဝက်ကတော့ပြားဆွဲတောင်ကိုသွားတဲ့လမ်းတစ်လျှောက်နဲ့ပြားဆွဲတောင်ပေါ်မှာတငင်းပင်တွေပိန်းတဲ့ပင်တွေအရန်ကိုပေါ်ပါတယ်ဆရာတော်ကတော့စားကျင်တဲ့အခါလိုတလောက်ခူးစားဖို့နဲ့ပြန်တဲ့အခါလက်ဆောင်ခူးပြီးပြန်ကြဖို့မိတ်ငယ်ပေမဲ့လည်းကျွန်တော်တို့ကတော့မယူဖြစ်ခဲ့ကြပါဘူးပြားဆွဲတောင်ကိုလာတဲ့လမ်းတစ်လျှောက်လုံးမှာအပေါ်ဆုံးကတော့ပိန်းတဲ့ပင်တွေပါလမ်းတစ်လျှောက်မှာတချို့ပင်တွေဆိုရင်ပိန်းတဲ့သီးတွေကအမှဲ့လွန်ပြီးအောက်ကိုတောင်ပြုတ်ကျနေတဲ့အနေအထားမျိုးတွေကိုတောင်တွေ့ခဲ့ရတာပါတချို့အသီးတွေဆိုအလုံးရမ်းကြီးပြီးလမ်းဘေးမှာတင်ကိုတီးနေကြတာပေါ့နော်ဒီနယ်မှာတော့စားကျင်ရင်တောထဲဝင်ခူးစားကြပြီးတချို့ဆိုလဲခူးပြီးပြန်ရောက်လေးရှိတယ်လို့လည်းသိရှိခဲ့ရပါတယ်ဒါဒီငကားဖျားလို့ခေါ်တယ်ဒီရှိုထဲမှာရှိတဲ့ဖျားပေါ့နော်ဒီဘက်လမ်းဘက်မှာသူဆင်းသွားတာဖူးရခဲ့တယ်ဆိုတော့ကျွန်တော်လည်းဖူးတော့ပတ်ဖူးကြအသွားတယ်လမ်းအဲ့လိုပြီးပေါ့သူဆင်းသွားရှိုထဲမပေးမှာဒါကြီးပဲပါလာပြီမရောက်ပြီဒီရည်ပြန်တတ်ဟမ်တော့မယ်နော်တောင်းရောက်တယ်လို့ပြောပါမယ်ပြားဆွဲတောင်ကပြန်လာတဲ့လမ်းမှာနဂါးဖျားကိုလည်းဝင်ရောက်ဖူးမြော်ခဲ့ကြပါတယ်ဒီ
ဒီနဂါးဖျားကတော့တောင်ကမ်းပါးရဲ့မှာတည်ထားတဲ့ဖျားတစုဖြစ်ပြီးနဂယုံဖျားပုံစံတည်ထားတာကြောင့်နဂါးဖျားလို့ခေါ်ဆိုကြတာပဲဖြစ်ပါတယ်ဒီနဂါးဖျားရှိတဲ့တောင်ပေါ်ကနေလှမ်းကြည့်လိုက်ရင်တစ်ဖက်ကမြူတွေအုပ်ဆိုင်နေတဲ့တောင်တန်းတွေကိုအနီးကပ်မြင်ရပြီးရှုခင်းလဲအရန်ကိုလှပါတယ် အဲ့မှာသွားရုံဟိုဝိဇ္ဇာတောင်မှာဝဆန်းလိုက်ရှိအဲ့သွားရုံဒီကစစ်တက်တယ်အဲ့လိုဟမ်အဲ့ဒါတော့ဘယ်လိုလုပ်လဲ အခုဆိုရင်ကြိုက်တီယိုရင်မြင်တော်ကိုပြန်နေကြပါပြီတစ်ဖွဲ့လုံးလည်းတော်တော်ကိုပင်ပန်းနေကြပါပြီခြေထောက်တွေလည်းလေးလံပြီးလေကတစ်တွေတောင်ကုန်းတွေမြင်ရင်တော့လန့်နေကြတဲ့အထီကိုနေကြပါပြီခင်ဗျာ ဘောဒီဆောင်ရောက်ပြီ ဟိုကကျိုးပြီ ကျိုးဝိုက်လေ ဟမ် တော့ဝက်မကောက်ဘူးပဲသုံးနှစ်ပုံတော့ရောက်ရှင်းပါတော့ပြင်မယ်ကြားဆက်တော့ရှုပ်နေလေအရင်လှမဲ့ကျင်းတတ်တာတကူကခက်ခက်ခဲခဲသွားပြီးတော့เนาะဒီဆရာတော်ကိုသွားပြီးလှူဒန်းလိုက်ရတဲ့ဟာတကယ်ကိုကျင်းတတ်တာဆိုတော့ရောက်ပါပြီဖေးဖေးသက်စားမယ်ခဏရေချိုးပြီးတော့ ဒါကတော့ကျွန်တော်တို့ရဲ့လမ်းပြကြီးကိုစိုးအောင်နဲ့မိသားစုကကျွန်တော်တို့ရဲ့အဖွဲ့ကိုသူ့ရဲ့အိမ်လေးမှာညစာဖိတ်ကျွေးတာပဲဖြစ်ပါတယ်ဒီနေ့ညစာလေးကတော့တကယ့်ကိုရိုးရှင်းလာပါတယ်ကျွန်တော်နဲ့ကိုစိုးအောင်နဲ့မိတ်ဆွေဖြစ်တာဒီတစ်ခေါက်နဲ့ဆို2နှစ်တင်းရှိပါပြီကျွန်တော်တို့အပေါ်မှာလဲတကယ့်ကိုညီရင်အကူတယောက်လိုသဘောထားပြီးကျွန်တော်တို့သွားချင်တဲ့နေရာတွေနဲ့ကျွန်တော်တို့မရောက်ဖူးသေးတဲ့နေရာတွေကိုမငီးမညူကိုလိုက်ပို့ပေးတဲ့လူလည်းဖြစ်ပါတယ်ခရီးကလည်းပန်းလားကိုစိုးအောင်ရဲ့အမျိုးသမီးဟင်းချက်လက်ရကလည်းကောင်းဆိုတော့ကျွန်တော်တို့တွေလည်းခေါင်းမဖော်နိုင်တော့အောင်ကိုသမင်းစားမြင်ခဲ့ကြပါတော့တယ်ခင်ဗျာ ဒီနေ့မနေ့တော့ရှားတီလူတွေကတာယာနဲ့ဖះပေါ်မှာ ဘာလို့ဒီမဘေးကိုကြောက်လဲ ဒါကတော့ကျွန်တော်တို့တောင်ကြီးကိုပြန်ဆင်းကြမယ့်မနက်ခင်းလေးပါဒီနေ့ကတနင်္ဂနွေနေ့ဆိုတော့ဒါကျွန်တော်တို့တွေရန်ကုန်ကိုပြန်ကြတော့မှာပါတောင်အောက်ကိုပြန်မဆင်းခင်ကြိုက်ထီယိုဆန်တော်ရှင်ဇေယီတော်မြတ်ကြီးကိုဖူးမြော်ကြဖို့ရှင်မင်းတော်ကိုတက်လာခဲ့ကြတာပဲဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာအခုကျွန်တော်တင်ပြခဲ့တယ်ကြိုက်ထီယိုပြားဆွဲတောင်ခီးသွား vlog လေးကိုကြည့်ပြီး
အားလုံးပဲကျင့်နဲ့နှစ်သက်ကြလိမ့်မယ်လို့ယုံကြည်မိပါတယ်နောက်နောင်တွေမှာလည်းအခုထက်ပိုမိုကောင်းမွန်တဲ့ Killer Vlog တွေကိုဆက်လက်ပြီးဖန်တီးအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးလုပ်ပေးထကြပါဦးခင်ဗျာအားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာOne strong crazy bets on me. Back mid scroll, I'ma get an arcane. Walking the wild, walking the wild. Don't know why. Cosplay cowgirls and numberless chats. We're feeling just fine.